1332သာသနာတော်2514ခုနှစ်ဝါဆိုလမ်းကြီးကျော်15ရက်နေ့မန္တလေးမြို့အနောက်ပြင်ထိုင်ရစုတောင်းကြီးသေကြီးတော်အယံအတွင်းစိတ်ကောင်းအလုံသမားများ၏ကုသိုလ်ကောင်းမှုဖြစ်သောနိဗ္ဗာန်စိတ်ဥဓမ္မာယုံ၌စတင်ဟောကြားအပ်သောသာသနာချိန်ခွန်ကြီးလေးလက်တရားဘုရားသာသနာမှာချိန်ခွန်ကြီးလေးလက်ရှိတာကိုတရားနာပရိသတ်တွေသိအောင်လို့အသိပေးရမယ့်တာဝန်ဘုန်းကြီးတို့မှာရှိပါတယ်ဘယ်တော့များအသိပေးရပါမလဲလို့အခွင့်အရေးကိုမျှောနေတာကနေ့စပြီးတော့အသိပေးရမယ်နေ့ဖြစ်ပါအဲ့ဒီချိန်ပေါ်အသိမပေးတဲ့တရားနာပရိသတ်ရဲ့လက်ထဲမှာရောက်နေတဲ့လက်ထဲမှာထည့်ထားတဲ့ဒီဓမ္မလက်ဆောင်လင်္ကာလေးတွေရဲ့အနဲ့အဓိပ္ပာယ်ကိုလည်းပဲအကျဉ်းချုပ်နားလည်အောင်ပြောရမယ်ဝတ္တရားဘုန်းကြီးမှာရှိနေပါတယ်မိမိတို့လက်ထဲမှာထည့်ထားတဲ့အဲ့ဒီဗတ်ကလေးတွေထဲမှာရှေ့ပိုင်းကလင်္ကာနှစ်ပုဒ်ပါတယ်နောက်ပိုင်းကတစ်ခုပါတယ်အချိန်ကြတော့အဲ့ဒီစာလေးတွေကိုကြည့်ရအောင်မြတ်စွာဘုရားကနိတိကန္တသုတ်တံမှာယတ္တဒါနေနသီလေနသံယမေနဓမေနသနိတိပုရိဟိတောဟောတိအဋ္ဌိယပုရိသတ္တဝါအကျဉ်အမျိုးကောင်းကလေးမင်းမအကျဉ်အမျိုးကောင်းသားမင်းယောက်ျားမှာတဲ့အနုကာမိကဥစ္စာယရနာဆိုတာ၄မျိုးရှိတယ်တန်တရားတစ်လျှောက်နိဗ္ဗာန်ရောက်အောင်မိမိနောက်ကကောက်လိုက်ပါမဲ့အယိပမာလိုက်ပါမဲ့အနုကာမိကယရနာ၄မျိုးရှိဒီဒါနဒီဝိရသုံးသမာဓိလေးပညာဒီတရား၄ပါးဟာအနုကာမိကဥစ္စာယရနာဖြစ်ပါဥစ္စာ၄မျိုးမှာအမြတ်ဆုံးဥစ္စာဖြစ်ပါဥစ္စာ၄မျိုးဆိုတာကသာဝရဥစ္စာသင်္ကမဥစ္စာသင်္ကသမဥစ္စာအနုကာမိကဥစ္စာလို့ပါဠိလို၄မျိုးရှိသာဝရဥစ္စာဆိုတာမိမိပိုင်တဲ့အသက်မရှိတဲ့ပစ္စည်းများကိုသာဝရဥစ္စာဒီလိုရာတို့တိုက်တာလေယာမုန်ကြီးရွှေမွေပဒီနာချထားတဲ့နေရာကဘယ်မှရွှေ့မသွားနိုင်တဲ့မိမိပိုင်ပစ္စည်းများကိုသာဝရဥစ္စာဇင်ဗမဥစ္စာဆိုတာမိမိပိုင်တဲ့အသက်ရှိသောပစ္စည်းများတရွေ့ရှာသွားလာလှုပ်ရှားနေတဲ့မိမိပိုင်အသက်ရှိသောပစ္စည်းများကိုဇင်ဗမဥစ္စာဆင်တို့မြင်းတို့ကျွဲတို့နွားတို့စသည်ကျွန်းမိန်းမကျွန်းယောက်ျားစသင်္ကသမဥစ္စာဆိုတာမိမိရဲ့လက်ချေအင်္ဂါလိုပဲကိုယ်သွားရာမှာအမြဲလိုက်ပါတယ်လို့လောကသမုဒ္ဒိအာပြောကြယူရတယ်မိမိတတ်သိသောနှုတ်မှုပညာမိမိတတ်သိသောလက်မှုပညာအဲ့ဒီနှုတ်မှုလက်မှုမိမိတတ်သိတဲ့ပညာများကိုအင်္ဂသမဥစ္စာဗမာလူတော့လက်ချေတတ်သောအင်္ဂါကြီးငယ်နဲ့တူတဲ့ဥစ္စာလို့ခေါ်ပါတယ်အနုကာမိကဥစ္စာဆိုတာဒါနရဲ့သီလရဲ့သမာဓိရဲ့ပညာရဲ့အဲ့ဒီလေးမျိုးမှာယခုတရားနာနေတဲ့ဗုဒ္ဓဘာသာအမျိုးကောင်းကဗုဒ္ဓဘာသာအမျိုးကောင်းသမီးသူတော်ရှင်တွေဟာဒါနနေ့တိုင်းပြုနေရသီလနေ့စဉ်၅ပါးသီလဆောင်30ရက်ရှိကြတယ်
အဲဒီသီလနေပေကလည်းပဲမိမိတို့နေ့စဉ်ဆောင်သုံးနေကြဖြစ်တဲ့၅ပါးသီလဝါရိတပဂတိသီလလို့ခေါ်ပါအဲဒီထဲမှာဒီလူဘာမှာလူကိစ္စမလို့အတော့ဘူးဆိုတဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်များကတ္တပများစွာလက်ထက်တုန်းကဂဝေတိဆရာကြီးများစောင့်သုံးတဲ့ယမစရိယပြင်စမကသီလဆိုတာငါးပါးသီလရဲ့အထက်နားမှာပေါ့ရှိပါစောင့်ထုံးနေကြငါးပါးသီလသိက္ခာပုဒ်ထဲမှာကာမေတုမိစ္ဆာတာရာဝေရမဏိသိက္ခာပဒံသမာဓိယာမိဆိုတဲ့ဒီသိက္ခာပုဒ်အစအဗျမတရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိလို့ထုံးပြီးတော့ထောက်ကြည့်ကျင့်သုံးအပ်တဲ့သီလမျိုးကိုယမတရိယာပြင်စမကသီလအဗျမတရိယာမှာလုံးဝရှောင်ကျင်တဲ့အတွက်ဒီသီလကိုယမတရိယာပြင်စမကသီလကတ္တပမြတ်စွာလက်ထက်တုန်းကဘဝတိဆရာကြီးလို့ရှေ့ဆောင်ဆရာကြီးတယောက်ပေါ်မှုတဲ့သူကိုယ်တိုင်ကလည်းပဲရိုးရိုး၅ပါးသီလခေါ်တဲ့ပါဏာတိပါဒမှရှောင်ကျင်မှုအဒိဏဓမ္မရှောင်ကျင်မှုကာမေတုမိစ္ဆာတာရမှရှောင်ကျင်မှုမုဒဝါဒမှရှောင်ကျင်မှုသုရာဘာနမှရှောင်ကျင်မှုဆိုတဲ့ပဂတိဝါရိတသီလ၅ပါးမြဲတဲ့ပုဂ္ဂိုလ်ဖြစ်ပါသူနဲ့အတူတကွနေထိုင်ကြတဲ့ဥပါဒက900ကလည်းပဲထို့အတူပဲ၅ပါးသီလပဂတိဝါရိတသီလမြဲကြလို့ကဝိတိဆရာကြီးကစဉ်းစားတယ်ဆရာနဲ့တပည့်ဘာမှမထူးဘူးအဲဒီတော့သူတို့ရဲ့အယုအသေးနဲ့ငါခန်းနေတယ်အဲဒီတော့အယုအသေးခံတတ်အောင်သူတို့တဲ့တိုးပြီးတော့ငါကျင့်သုံးအောင်ပါပဲဆိုပြီးတော့ရိုးရိုး၅ပါးသီလမကာမိတုမိစ္ဆာတာရာဝေရမဏိသိက္ခာပဒံသမာဓိယာမိနေရာမှာအဗျမတရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိဒါထည့်ပြီးတော့ကျင့်သုံးအဲဒါကိုယမစရိယပြင်စမကသီလခေါ်တယ်တပည့်တွေကလည်းဆရာကြီးမှယမစရိယပြင်စမကကျင့်သုံးတယ်ငါတို့လည်းပဲကျင့်သုံးမယ်ဆိုပြီးတော့လိုက်ပြီးတော့ထို့အတူသိက္ခာပုဒ်စောင့်ကြည့်ပြီးကျင့်သုံးကြတော့ဆရာကြီးကကိုင်လာတစ်ဆင့်တဥမှာပဲဆိုပြီးတော့အဲ့ဒီယမစရိယပြင်စမကသီလကျင့်သုံးရာကနေပြီးတော့သိက္ခာပုဒ်တစ်ခုထပ်သုံးပြီးတော့စောင့်ကြည့်လိုက်ဝိကာလဘောဓနာဝေရမဏိသိက္ခာပဒံသမာဓိယာမိနေရွှေညကမသားတော့ယခင်ယမတရိယာ၅ပါးသီလအပေါင်းအဲ့ဒီသိက္ခာပုဒ်6ပါးစောင့်သုံးတဲ့သီလကြဧကဗတ္တိကသက္ကသီလပါဠိလိုခေါ်တယ်ဧကဗတ္တိကဆိုတာကနတ်နဲ့ဆိုတဲ့တစ်ချိန်မှာပဲအစာအာဟာရသမင်းကိုစားသုံးတဲ့ပုဂ္ဂိုလ်လို့ဆိုလိုပါသက္ကသီလဆိုတာထိုးပူစောင့်သိတဲ့သီလ6ပါးဧကဗတ္တိကသက္ကသီလဆိုတာဆရာကြီးကတစ်ဆင့်တော့စောင့်ကြည့်ပြန်တော့တပည့်တွေကလည်းလိုက်ပြီးစောင့်ကြည့်ဒီကတော့ဆရာကြီးကအထင်ကဥပဒကယမစရိယသီလဆိုပြီးတော့ဒါနဲ့ဘုရားဘာသာမျိုးကအမျိုးသမီးတွေဥပုပ်တိုင်းစောင့်သုံးတဲ့အထင်ကယမစရိယဥပဒကသီလကိုကျင့်သုံးဆိုကြပါတော့အဲ့ဒီကဝိတိဆရာကြီးတို့ဆရာတပည့်ဟာရှေ့ကဆရာကြီးကတစ်ဆင့်တက်လိုက်သီလနဲ့ပဲနောက်ကတပည့်တွေကတက်ရှင်းပါသီလရောက်လာပြန်တော့ဆရာကြီးက10ပါးသီလတခါတပည့်တွေကလိုက်လာပြန်တော့ဆရာကြီးကသာသနာဝန်ယဟန်ပြုတပည့်တွေကလိုက်ပြီးယဟန်ပြုပြန်တော့တခါဆရာကြီးကတရားအားထုတ်တပည့်တွေကလည်းထုတ်အားထုတ်ကြတော့ဆရာတပည့်တစုအကုန်လုံးကတ္တပမြတ်စွာသာသနာမှာအာတဝကုန်ခန့်ယဟန်တာဖြစ်ခဲ့အဲ့ဒီတော့တို့ကျင့်သုံးတဲ့ရှိရတဲ့လမ်းပြလာပွဲမှာစောင့်သုံးတဲ့သီလဟာသီလနေပေါ်ကတော့ဒီအထက်မှာ10ပါးသီလပဲရှိတော့
ဒီကရှိပါသီလဆိုရင်တဲ့ဒါနနှစ်သီလပြည့်စုံပြီသမာဓိလေးပညာအဲ့ဒီမှာသမာဓိဆိုတဲ့ကောင်းမှုသမာဓိဘာဝနာကုသိုလ်ရှိဖို့ရန်အတွက်ဘုရားဘာသာတွေအများသောအားဖြင့်မြတ်စွာဘုရားရဲ့ဘုံဘုံပတိစိတ်တွေရှိတယ်ပတိစိတ်တဲ့အမျိုးသားအမျိုးသမီးတရားမေးရင်ဘာပတိစိတ်အရဟံဂုဏ်တော်ပတိစိတ်ဘယ်လိုဆိုစိတ်ဘောဘဂဝါဣတိပိအရဟံအဲ့ဒါတလုံးတစ်ခေါက်ကိုတလုံးဆိုမှန်ပါတယ်တို့တော့အဲ့ဒီဘောဘဂဝါဣတိပိအရဟံဆိုတော့အဲ့ဒါပါဠိစကားပြည့်နေတယ်အဲ့ဒီကိုယ်ဆိုတဲ့ပါဠိတရားရဲ့အနဲ့အဓိပ္ပာယ်ကိုအကျဉ်းချပြီးတော့အသိဉာဏ်ရပြီးတော့မှဘောဘဂဝါဣတိပိအရဟံတစ်ခေါက်ဆိုလိုက်ရတာအင်မတန်တန်ဖိုးရှိပါတယ်ဒါကြောင့်သူတော်ကောင်းတွေနဲ့တရားတရားရှိပြီးသားသူတော်ကောင်းတွေနဲ့လျော်လျော်ပတ်မဲ့အရဟံဂုဏ်တော်ပတိစိတ်လေးကိုလိုက်ပြီးတော့စဉ်းစားတဲ့အခါကျတော့အခုလက်ထဲမှာရောက်နေတဲ့ဓမ္မလက်ဆောင်ဇာရွက်ခောက်ပလေးမယ်ရုပ်ဘက်ကကာတဲ့စာပိုက်ကိုသွားပြီးတော့ဒီနေ့ဒီနှစ်တော့သူတော်ကောင်းတွေကိုဒါကိုတရားလက်ဆောင်ပေးပါပဲအကြံဖြစ်လို့ဟောဒီအတန်ဖန်းနဲ့ဓက္ကမြအဖွဲ့ကဓမ္မလက်ဆောင်ပေးပါဆိုတော့အဲ့ဒါလေးလည်းပေးပါအဲ့ဒါကြည့်လိုက်တော့အမျိုးသမီးတို့ဤသံမြအထူးအဖြင့်မန္တလေးရွှေမြို့တော်သူအမျိုးသမီးများတို့ဤသံမြလို့ဆိုလိုက်မှာဓမ္မခင်မင်းဆိုတာဘုရားဘုရားကိုအမတန်ခင်မင်းများလို့ပါဘုရားရှင်အမျိုးသမီးအကက်ရှင်နဲ့ကစားပြီးတော့ဘာလို့ဒါရဆရာတော်ဘုရားကြီးတွင်လေဒီဆရာတော်ဘုရားကြီးတို့လို့အဲ့ဒီလိုခက်ကောင်းဆရာတော်ဘုရားကြီးများတရားလူနာလို့အဲ့ဒီလိုလာပြီးတဲ့နောက်7နှစ်သမီးဒါကနေ့အပြင်1959ခုနှစ်ဒါကြောင့်ဘုရားကနှစ်ရက်အဲ့ဒီနေ့မှာပေါ့အရွယ်အပြင်18နှစ်ဆိုတဲ့မိဘဆွေမျိုးများကကြည်မဝရှုမဝအလွန်တင့်တယ်နေတော့အလွန်လှပနေတော့ဆိုတဲ့အရွယ်မှာမိမိရဲ့လက်ထုံးကိုအိပ်ရတဲ့၌မိဘနှစ်ပါးမကြေမနက်တဲ့အတွက်ကကြီးနဲ့ပြစ်ချပြီးတော့ကိုက်ချပြီးတော့အခါနဲ့တိတ်တိတ်တော်နဲ့ထွက်ပြေးပြီးတော့သီလရှင်ဝတ်ခဲ့အဲ့ဒီလိုဝိညာဏနောက်မောင်နေခွာဒီဦးကြီးဦးလေးတွေကတော်တော့ကိုမကြေမနက်ဖြစ်တော့ဒီမှာနေရင်ဖြင့်အန္တရာယ်ဖြစ်ချင်ရဲ့ဆိုဦးလေးတယောက်ကတော့သီလရှင်အဝတ်ကိုပေါ့လေတွေ့တဲ့နေရာမှာဆုံးပြစ်မယ်ချက်ပြစ်မယ်ဖြစ်အောင်ကျင်းမောင်းတော့အဲ့ဒီဦးလေးရံနဲ့ကြောက်တော့လေဟိုထွက်ပြေးရသီလရှင်ဝတ်အဲ့ဒီလိုသီလရှင်အဖြစ်ကိုအမြတ်တလို့ပေါ့မြတ်လို့တဲ့ပုဂ္ဂိုလ်တယောက်သီလရှင်အဖြစ်ကိုဘိက္ခုနီအတော်လောက်မြတ်လို့တလားမဟုတ်ပါဂဏိသာသနာမှာဘိက္ခုနီအဖြစ်ကဘယ်လိုနည်းနဲ့မှလက်ရှိအခြေအနေမှာရလို့မဖြစ်ပါမဖြစ်တဲ့အတွက်သာသနာမှာရနိုင်သလောက်သီလရှင်ဘဝကိုရယူခြင်းဖြစ်ပါရယူတဲ့သီလရှင်ဘဝကိုလည်းပဲသီလရှင်ပြုဖို့ဟိတ်ဆိုတဲ့နေ့ကစပြီးတော့ယနေ့တဲ့တိုင်အောင်အသက်90နဲ့နှစ်ရှိပြီ10ပါးသီလဘယ်တော့မှမပြတ်ဘယ်တော့မှ10ပါးသီလကိုမပြတ်မရှိဘဲနဲ့စောင့်ထိန်လာခဲ့အသက်ကနေ့ဆိုရင်90နှစ်18နှစ်ကသီလရှင်လောက်တာသီလရှင်ဝါကို83ဝါလောက်ရှိမန္တလေးမြို့ရတာတန်းကမိဘနှစ်ပါး
ပိုးကုန်တယ်အမတန်ဂုံအသေးရှိမိဘနှစ်ပါးမှဖြစ်ပွားလာတဲ့ဖုလာဒီတူအမျိုးကောင်းသမီးဖြစ်ပါအဲ့ဒီအမျိုးကောင်းသမီးဖြစ်တဲ့ဆရာကြီးတော်ဓမ္မစာကြီးဟာစာရွတ်ပေါ်မှာရေးတာမဟုတ်ဒီကဒီစာပေနဲ့ပဲမှာဆိုရဲ့ဘုန်းကြီးတို့မူလဒီကဆိုတာရှိအဘိဓမ္မာဘက်ကအဲ့ဒီမူလဒီကကိုကြည့်နိုင်တဲ့အရေးအချင်းရှိတယ်အထနထဒီကကိုကြည့်နိုင်တဲ့အရေးအချင်းရှိအောင်အမျိုးသမီးတယောက်ဒီပညာအရေးအချင်းရောက်တယ်ဆိုတာငယ်တဲ့အဆင့်အတန်းမဟုတ်ပါအမှန်တန်အဆင့်အတန်းကြီးပါစာပေပရိယတ်ဒီမဲပဲမှာသာသနာတော်ကလည်းပဲယနေ့သံဃာရာသာအဘိဓဒရထဂုရုဖြစ်တော်မူကြတယ်ကျေးဇူးရှင်တန်မြတ်ဆရာတော်ဘုရားကြီးကျေးဇူးရှင်မဆိုးရင်ဆရာတော်ဘုရားကြီးအစရှိတဲ့သာသနာမှန်ခြင်းဒရင်တပွဲဖြစ်တော်မူကြတဲ့ဆရာတော်ဘုရားကြီးများဘုတော်ကောင်းတယောက်ပဲအသိအမှတ်ပြုခံရတယ်မန္တလေးကရှိတဲ့အမျိုးသမီးတို့ရဲ့စံပြသူတော်ရှင်ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်ပါအဲ့ဒီဟာဥပဒမနုပတိအလုံးလုပ်တယ်ဆိုပါလေဥပဒမနုပတိဆိုတာနိဗ္ဗာန်ကိုအဖန်မအောင်မေနိဗ္ဗာန်ကိုအဖန်မအောင်မေတဲ့ဥပဒမနုပတိအလုံးလုပ်မယ်ဆိုကြရင်ဟောအဘိဓမ္မာလာတဲ့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးတွေမိလင်္ဒပညာပါဠိကလာတဲ့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးတွေဟိုဣတိဝပါဠိတော်မှာဟောထားတဲ့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးတွေဟိုအသင်္ကတသံယုတ်မှာဟောထားတဲ့နိဗ္ဗာန်နဲ့ပတ်သက်သောတရားတွေပေါ့လေဟောဘိဒကသုံးပုံမှာရှိသမျှအကုန်စုအားလုံးရအောင်ကြည့်ပြီးမှအဲ့ဒီနိဗ္ဗာန်900ထဲမှာပါတဲ့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးတွေကိုနှစ်သက်အောင်မေတဲ့ဥပဒမနုတ္တိအလုံးလုံးတာဒါဘုန်းကြီးကသိပြီးတော့ပြောပါထို့အတူပဲအရဟံဂုဏ်တော်နှလုံးသွင်းတဲ့စာရဲကအရဟံလို့ဘုရားကိုယ်တော်မြတ်ကိုချီးကျူးရတာအကြောင်း၅ပါးရှိပါအာရကတ္တာတဲ့ဟတ္တတာသကိလေသာရိနသောမှုနိဟတ္တသံဃာရသက္ကာရောပစ္စယဒေနသာရဟောနရဟောကရောတိပါပံမြတ်စွာဘုရားကိုအရဟံလို့ခေါ်ရတဲ့အကြောင်း၅ပါးရှိအာရကတ္တာသ1500ကိလေသာယံသူတို့မှဝေးကွာသောအ내သဘောကြောင့်၎င်းကိလေသာရိနံကိလေသာဒီဟုသောယံသူတို့ကိုဟတ္တတာသပေတအဖြစ်ဖြစ်တော်မူသောကြောင့်၎င်းဟတ္တသံဃာရသက္ကာရောဟတ္တသံဃာရသက္ကာရတာသသံတရားစိတ်အကန့်ကိုဖြည့်ဆည်းတော်မူခြင်းဖြစ်သောကြောင့်၎င်းပစ္စယဒီနံပစ္စည်းအစရှိသောအပူဇော်တို့ပစ္စယပူဇာဓမ္မပူဇာအပူဇော်အမျိုးမျိုးကိုအရဟောအရဟတ္တာသခံတိုက်သောကြောင့်၎င်းရဟောစိတ်ကိုယ်ရာ၌ပါပံမကောင်းမှုကိုယက္ကမအကျင့်ကြောင့်နကရောတိမပြုတတ္တမအစထို့ကြောင့်၎င်းမြတ်စွာဘုရားကိုအရဟံမြည်ဖို့ရန်အကြောင်း၅ပါးရှိအဲ့ဒီ၅ပါးကိုအကြောင်းကြောင့်မြတ်စွာဘုရားဒီအရဟံဂုဏ်တော်ရှင်ဖြစ်တယ်ဆိုတာကိုစာရွက်ပေါ်မှာမဟုတ်ဘဲနဲ့ရှားပေါ်မှာတဲ့တပိုက်တစ်ချောင်းတစ်ချောင်းတစ်ကြောင်းတစ်ကြောင်းကိုစဉ်းစားပြီးရှားပေါ်မှာရေးတဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကဘောဓိပင်ကြီးသွန့်ပြီးတော့ရှားပေါ်မှာဒီတန်လေးတွေဆိုးဆိုကြည့်ဆရာကြီးဒေါ်ဓမ္မဆရာကြီးကငါဆက်ကြားပြီးတော့ဘုန်းကြီးပြောနေပါလေအဲ့ဒီတော့အမျိုးသမီးလောကကဂုံပြုလောက်တဲ့စံယူလောက်တဲ့စံပြလောက်တဲ့အမျိုးသမီးသူတော်ကောင်းကြီးတယောက်ရဲ့လက်ရာကိုဒီသူတော်ကောင်းတွေရဲ့လက်ထဲကိုပေါ့လေထည့်ပြီးပါအဲ့ဒီဒါတော့ကလေးမှာကျိုးဘက်ကကြည်လား
တဲ့သံတရားဝဆင်းရဲ့အဘယ်ဝဆင်းရဲ့ဤအကြောင်းမကောင်းရုံမှာ1500ကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်တရားဖြင့်အကျုံးမဲ့ပေသာဇာတာအကြောင်းတစ်ပါးဒါကအရိဏံဟတ္တတာဆိုတဲ့အကြောင်းနဲ့ကြိုက်ပါ1500ကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်တရားဖြင့်အကျုံးမဲ့ပေတတ်တော်မူတတ်သောကြောင့်လည်းပဲမြတ်စွာဘုရားကိုအရဟံလို့ချီးကျူးရတယ်နှစ်ဝါဒနာအမှုတန်တဲ့တကွာထို1500ဒီလေးသာယံသူတို့မှာဝေးกว่าဒါကဒုတိယအကြောင်းအာရကတ္တာဆိုတဲ့ဒါတွေကလာတဲ့အတိုင်းတခြားသောယဟန္တာပုဂ္ဂိုလ်တွေကို1500ကိလေသာမှမဝေးမကွာဘူးလားဝေးกว่าဒါဖြင့်သူတို့ကတော့အရဟံနဲ့မချီးကျူးပဲဘာကြောင့်ဘုရားမှချီးကျူးရမြတ်စွာဘုရားကြတော့ဝါဒနာအငွေ့ဓာတ်ပါ1500ကိလေသာယံတွေကဝေးกว่าလေယဟန္တာများကြတော့1500ကိလေသာဝုမဝေးกว่าတော်မူကြတော့လည်းပဲကိလေသာရဲ့အထုံးအခုသတ္တိမျိုးဖြစ်တဲ့ဝါဒနာကတော့ကျမ်းနေတတ်ဘုရားလက်ထက်ကရှင်ပိလိန္ဒဝိသဆိုတာယဟန္တာပဲဒါပေမဲ့သူကကိမတန်ဇတ်မြင့်မြတ်တယ်လို့ယူဆတယ်ဇာတိမန္တပုံနာမျိုးမှာဘဝ900ဆက်ပြီးဖြစ်တော့အဲ့ဒီဇာတိမန္တပုံနာတွေကကျန်တဲ့လူမျိုးတွေကလူရုပ်ကြီးတယ်သူတို့မှမြတ်အဲ့ဒီလိုကျန်တဲ့လူတွေကိုဝတ္တလအယုတ်တွေလူမြတ်တွေလူရုပ်တွေလို့ဘဝ900တခါတည်းအောက်မြင့်ခဲ့တဲ့ကိလေသာရဲ့အထုံးအဖိုးတွေကဘလောက်ထိအောင်စိတ်ချကလည်းအောက်မြင့်တယ်အောက်မြင့်တဲ့အတိုင်းနဲ့ဝတ္တလနဲ့ပြောတယ်ဟဲ့လူရုပ်နဲ့တွေ့တဲ့လူတိုင်းအဲ့ဒါဘလောက်ထိအောင်ဒီဝါဒနာပါလာတယ်လဲဆိုတော့ကိလေသာတွေ1500ကိလေသာတွေအကျုံးမဲ့ပြတ်လို့ယဟန္တာမြတ်ဖြစ်ပြီးတဲ့နောက်တော့အဲ့ဒီကိလေသာရဲ့အထုံးအခိုးဖြစ်တဲ့ဝါဒနာကတော့ကျမ်းနေတယ်တွေ့တိုင်းတော့လူတွေကိုဟဲ့ဝတ္တလခေါ်ရှင်ပိလိန္ဒဝိသဟဲ့သူရုပ်လို့ခေါ်ရိုက်နေတာပါအဲ့ဒီတော့မြတ်စွာဘုရားကမဒုဋ္ဌစိတ်ပြင်းမာတဲ့စိတ်နဲ့ခေါ်တာမဟုတ်ဘူးတဲ့အဲ့ဒါကိလေသာရဲ့အထုံးဝါဒနာခေါ်တယ်ဆိုတဲ့အကြောင်းပြန်ပြီးတော့ရှင်းယူသွားကိလေသာဤအစွမ်းအဖြစ်ဒီလိုပြောတာမဟုတ်ဘူးဘဝ900ဓာတိမန္တပုံနာဖြစ်ခဲ့တဲ့အတွက်ဟဲ့ဝတ္တလနဲ့ပြောဆိုနေကြအထုံးပါလာလို့ကိလေသာရဲ့အငွေ့အသက်ဖြစ်တော့အထုံးလို့ခေါ်ပါယဟန္တာပုဂ္ဂိုလ်များကြတော့အဲ့ဒီအထုံးဝါဒနာမပြောက်ဘူးအရာကြတော့အထုံးဝါဒနာနဲ့တကွ1500ကိလေသာယံသူတို့မှဝေးกว่าဒါကြောင့်ဝါဒနာအငွေ့တန်တဲ့တကွထို1500ကိလေသာယံသူတို့မှဝေးกว่าလို့ဒုတိယအကြောင်းစိတ်ွယ်ရာ၌မကောင်းမှုကိုမပြုမကောင်းမှုပြုကိုရန်စိတ်ွယ်ရာဆိုတာဘုရားမှာလုံးဝမရှိအဲ့ဒါကြောင့်လည်းပဲနာရဟောကရောတိပါပံဆိုတဲ့အကြောင်းပေါ်လေအဲ့ဒီအကြောင်းကိုကြည့်ပြီးတော့ရှင်ကုန်းတာဖြစ်ပါစိတ်ွယ်ရာ၌မကောင်းမှုကိုပြုတော်သောကြောင့်၎င်းဝါမကောင်းမှုပြုကိုရန်စိတ်ွယ်ရာအရာဟုပြီးရှိတော်မူသောကြောင့်လည်းပဲမြတ်စွာဘုရားဟာအရဟံဂုဏ်ရှင်ဖြစ်တော်မူပါတယ်ဖြစ်မှုကျင်းပန်းအတန်တန်လေတတ်တော်သံဃာစိတ်အကန့်ကိုဖြစ်စီပဂတိလေပင်ယထာပင်ကြီးဟာလဲနေနိုင်တာတောင့်တင်းလဲနေနိုင်တာဟာလောက်ဒီအကန့်ကြီးကြောင့်လဲတောင့်တင်းလဲနိုင်တာပဂတိလေပင်ယထာပင်ကိုမလဲနိုင်အောင်ဘယ်နဲ့လို့အဲ့ဒီဓာတ်တွေအကန့်တွေကိုရိုက်ချိုးပြစ်လိုက်ရင်မလဲနိုင်တော့ထို့အတူတဲ့တန်တရားကြီးဟူသောလေပင်ကြီးယထာပင်ကြီးမလဲနိုင်အောင်ပဋိစ္စသမုပ္ပါအင်္ဂါ7ရပ်တော်ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအာနိဇာပိသင်္ခါရခေါ်တဲ့ပ
သင်္ခါရဒီဟုသောတန်တရားဆက်ရဲ့ဓာတ်ဒီအကန့်တွေကိုချက်စီပြီးတော့ကြောင့်လည်းပဲမြတ်စွာဘုရားကအရဟံကိုရောကြီးဖြစ်တယ်ပါဠိကဟတ္တတန္တာရစက္ကံတော်လို့ရှိပါအဲ့ဒါကိုဖြစ်မှုကျင်းခံလဲတယ်ဆိုတာတန်တရားလဲတယ်ဆိုတာတန်တရားမှာအကျဉ်းကြီးအဖန်မှန်ဖြစ်တာကိုခေါ်ပါတယ်ဖြစ်မှုကျင်းခံအတန်းတန်လဲတတ်တော့တန်တရားဆက်ဤအကန့်ကိုဖြစ်စီဒါလေးခုမြောက်အကြောင်းငါဒီကေလုံးမြတ်ဂုံကတကြောင့်လူနာဇမတတ္တဝါတို့ဤပူဇော်အထုကိုခံတော်မူတိုင်းဒါကငါးခုမြောက်အကြောင်းဒီကေလုံးမြတ်သောသီလဂုံသမာဓိဂုံပညာဂုံဝိမု ക്തി ဂုံဝိမု ക്തി ဉာဏတဏ္ဏဂုံကြီးစုတော်သူ၏ကြောင့်လူနာဇမတတ္တဝါတို့ရဲ့ပူဇော်အထုကိုခံတော်မူတတ်တယ်အဲ့ဒီလိုခံတော်မူတတ်သောကြောင့်အရဟံဂုံရှင်ဖြစ်တော်မူပါပြီတဲ့ဆိုတော့အကျမ်း၅ပါးကိုဖြိုးပြီးတော့အရဟံဂုံကိုနှလုံးသွင်းတာဖြစ်ပါတယ်ဒီကဲလုံညာဂုံကကြောင့်လူနာပြမတတ္တဝါတို့၏ပူဇော်အထုကိုခံတိုက်တပေါင်းတိုင်လုံးချင်းအုံညိုညာအရဟံဟူသောဂုံတော်ကြီးဖြစ်အကနိဋ္ဌပြမပြည်တိုင်းညံ့လှိုင်ကြောတော်မူသောမြတ်စွာဘုရားလို့စိတ်ဉာဏ်ရာတို့ကတရားထဲပေါ်လေစဉ်းစားပြီးတော့အဲ့ဒါလေးဆိုကြည့်ရင်ပီတိတွေဘယ်လောက်ဖြစ်မလဲဆိုတာလက်တွေ့ဗုဒ္ဓရောမနပီတိကိုဘုရားကုံအာယုံပြုရတဲ့ပီတိဖြစ်လာပြီးတော့မှအဲ့ဒီတစ်ခေါက်ဆုံးမှဘောဘဂဝါဣတိပိအရဟံဆိုတော့အခုငါဆိုခဲ့တဲ့အနဲ့အတိတ်ပဲရည်စူးပြီးတော့ဘောဘဂဝါဣတိပိအရဟံဆိုတာပဲငါဆိုတဲ့ဘောဘဂဝါဣတိပိအရဟံဒီယခုဆိုခဲ့ပြီးတော့အနဲ့အတိတ်ပဲနဲ့ပြည့်စုံတဲ့ပါဏီလို့ခြုံပြီးတော့သိသွားအဲ့ဒါကိုနှလုံးသွင်းရင်သမာဓိဘာဝနာဒါနရဲ့သီလရဲ့သမာဓိရဲ့ပညာရဲ့လေးချက်မှာသမာဓိဆိုတဲ့အနုကာမိကဥစ္စာယတနာဖြစ်ပါအဲ့ဒီတိုင်းတဲ့ချိုးလေးမှာရှင်းမျက်နာကစာပိုက်ကလေးတွေကပညာဆိုတဲ့အနုကာမိကဥစ္စာယတနာကိုသိခြင်းလို့ရစေခြင်းလို့ဒီလင်္ကာလေးတွေကိုတရားလက်ဆောင်အနေနဲ့အပ်ထားပါတယ်ကိုရှိကိုငါသိအပ်ပါတယ်ဒီစာပိုက်လင်္ကာလေးတွေပေါ်ထွန်းဖြစ်ပေါ်လာရခြင်းကိုအကျဉ်းချုပ်ပြောကြည့်ရအောင်ဘုန်းကြီးများရဲ့ဥပ္ပဒေဆရာတော်ဟာလွန်ခဲ့တဲ့1299ခုနှစ်ဒေါ်သလင်းလာပြည့်ကျော်9ရက်နေ့မှာပြန်တော်မူပါတယ်ပြန်တော်မမူခင်4ရက်လောက်အလိုမှာဒီဝိတိန်တရင်ကျွေမဲ့အရေးနမိတ်ခြင်းတော့ဘုန်းကြီးကလျှောက်ပါတယ်ဆရာတော်အပညာတတ်ဘုံကဗြဟ္မာကြီးတွေဟာနန္တရားကိုညီးငွေတာအမှန်ပဲမဟုတ်လားလက်မှန်ပဲမဟုတ်လားဟုတ်အဲ့ဒီဗြဟ္မာကြီးတွေဟာရုပ်တရားကိုညီးငွေတာဆက်ဆုပ်တာလက်မှန်ပဲမဟုတ်လားဟုတ်တယ်ဒါဖြစ်ရင်အဲ့ဒီအမှန်တစ်ခုပေါင်းစပ်ပြီးတော့ဒီနာမရူပံဒီနာမရူပံနာမရူပံနဲ့ယုတ်တရားနှစ်ပါးဒီဆက်ဆုပ်ရွှန်ရှားကြောက်မဲ့ဖွယ်ရာဒီပါတကားအဲ့ဒီလိုများနှလုံးသွင်းရရင်အမှန်တစ်ခုစက်ပြီးတော့ကောင်းမှာပဲနော်လို့ဆိုကြပါစို့ဆရာတော်ရဲ့အလူကိုပေါ့သတ်ပြီးတော့အဲ့လိုရှောက်တော့ဘုန်းကြီးဆရာတော်ကဘာပြောလဲဆိုတော့ကွာတဲ့တန်ရုပ်ပါဠိတော်ကဝဇီရာယဟန္တာထေရီမာလေး9နှစ်အရွယ်ဝဇိရာလို့ခေါ်တဲ့ယဟန္တာထေရီမာလေးရွတ်တဲ့ဒုက္ခမေဝဟိသံဘောတိဒုက္ခံဒိဋ္ဌိဝေတိကနိညတရဓမ္မနိညတရဒုက္ခသံဘောတိနိညာဒုက္ခနိရုဒ္ဓတိအဲ့ဒီဂါထာမရှိဘူးလားကွာရှိအဲ့ဒီဂါထာမှာကတော့အာလုံးဒုက္ခဆိုတဲ့ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးဆိုတဲ့တရားလုံးကိုဒုက္ခတစ်လုံးနဲ့သုံးတာကွာ
အဲ့ဒီသာဘက်ရဲ့အစားဒုက္ခရဲ့အစားကိုနာယုတ်နဲ့သုံးပေါ်ကွာဘယ်လိုလဲနာမရူပံဝသံဘောတိတံဝဒိဋ္ဌတိဝေတိသာနိညာတရဓမ္မသံဘောတိနိညာဓမ္မနိရောဓတိအဲ့ဒီလိုနှလုံးသွင်းကွာသိကောင်းတာပဲဆရာတော်ကအဲ့လိုအမှန်ရှိအမှန်တော့ဆရာတော်ကဒီလိုနှလုံးသွင်းရင်ရှိပါအနှစ်သက်ဆုံးအနေနဲ့အမှန်ရှိတာဖြစ်တော့ဘုန်းကြီးတို့အနေနဲ့လည်းပဲအမျက်လုံးဆုံးအနေနဲ့မှတ်ထားရပါတယ်ဣမတမေကာယေဤကိုကာယတလံမြ၌နာမရူပံဝန္နယုတ်တရားဤနှစ်ပါးဒီကလင်သံဘောတိဥပချင်းရှားဖြစ်ပွား၍နေတံဝနံယုတ်တရားထိုနှစ်ပါးကလင်ဒိဋ္ဌတိစခြိခဏအနေနဲ့တည်လဲတည်၍နေ၏ဝေတိစာပင်ခဏတို့ရောက်ချုပ်လဲချုပ်ပြောက်ပေ၏ဒီတလံပြလောက်တော့ခန္ဓာကိုယ်မှာနာယုတ်တရားနှစ်ပါးကလင်ဖြစ်ကြတည်ကြချုပ်ကြတယ်ဓမ္မနယုတ်တရားထိုနှစ်ပါးကိုအညတရာကျင်ထား၍အညံတပါးသောပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမအတ္တဇီဝလိပ်ပြာဆိုတဲ့တရားသည်နတ်တံဘောတိဖြစ်လဲမဖြစ်ဓမ္မာထိုနယုတ်တရားနှစ်ပါးမှာအညံတပါးသောပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမအတ္တဇီဝလိပ်ပြာဆိုတဲ့သဘောသည်နာနိရောဓတိချုပ်ပြီးမဟုတ်လို့အနဲ့အတိတ်ပဲအဲ့ဒီလိုရှိပါဠိပညာရှင်တွေအနေနဲ့ကြတော့ဒီဂါထာလေးကိုနှလုံးသွင်းလိုက်ရှင်းမယ်အင်မတန်သဘောကျကြည်နပ်သွားပါဘုရားပါဠိပညာရှင်တွေခံစားရတဲ့ဓမ္မပီတိမျိုးကိုဒီအခုတရားနာနေတဲ့ဘုရားဘာသာအမျိုးသားအမျိုးသမီးတွေပါဠိကိုမကြွကျင်တဲ့အမျိုးသားအမျိုးသမီးတွေလည်းနားလေရဘုရားတရားတော်ဟာပေါ့လေကိုတော်ရဲ့သားတော်သမီးတော်အဆုံးဖြစ်တဲ့ဘိက္ခုဘိက္ခုနီဥပါဒကဥပါတိကာဆိုတဲ့သားတော်သမီးတော်လေးခုသလုံးနားလေရဥပါဒကဥပါတိကာတို့နားမလေရင်သာသနာဘက်ကသားတော်ဖြစ်ကြတဲ့ယဟန်တော်များကပြောပြရအဲဒီတော့နားလည်နိုင်တဲ့နည်းနဲ့ပြောရမယ်ဆိုတော့ဟောဘုန်းကြီးတို့အနေနဲ့ဒါပြောရမယ်ဝတရားရှိအဲ့ဒီပြောရမယ်ဝတရားရှိတဲ့အတိုင်းဤကိုကာယတလံမြ၌နဝနံယုတ်ဖြစ်၍ချုပ်၏ဖြစ်ပြီးလေးစဉ်းစားဆို၏ဟောဤတလံမြတော့ငါရဲ့ခန္ဓာကိုယ်မှာနာယုတ်တရားနှစ်ပါးသာလျှင်ဖြစ်၍ချုပ်နေပါလားနာယုတ်တရားနာယုတ်နှစ်ပါးအလိုထား၍ဤကားလိပ်ပြာဤကားငါတိဤမာတိဝဤအတ္တဟုညွန်ပြပေါ်ရာမရှိပါသည်ခန္ဓာနာယုတ်မြတ်သာသည်နာယုတ်နှစ်ပါးဖယ်ရှားပြီးတော့ဟောဒါကလိပ်ပြာဒါကနာဒါကအတ္တဒါကဇီဝပြကြရနာယုတ်နှစ်ပါးမှလွဲရဲ့အဲ့ဒီတရားမျိုးဟာရှိဖို့မရှိဒီတဏှာများလိုက်သောခန္ဓာကိုယ်၌အမှန်ရှိတကယ်ရှိနေတာဟာဖြင့်နာယုတ်နှစ်ပါးပဲရှိတယ်လို့အဲ့ဒီလိုပထမအသိဉာဏ်ရဖို့ဤကိုယ်ကာယတလံမြ၌နဝနံယုတ်ဖြစ်၍ချုပ်၏နာယုတ်နှစ်ပါးအလိုထား၍ဤကားလိပ်ပြာဤကားငါတိဤမာတိဝဤအတ္တဟုညွန်ပြဝေရမရှိပါသည်ခန္ဓာနာယုတ်မြတာဒီခန္ဓာနာယုတ်မြပါတကားလို့ကိုယ်ခန္ဓာကိုကြတော့လည်းပဲနှလုံးသွင်းရအဲ့ဒီလိုအမီလို့ရှိရင်ပေါ့ဒီတလံမြလောက်တော့မိမိတို့ခန္ဓာကိုယ်မှာအနမတက်ကအစမတင်အတိတ်ကံတရားတစ်ခွန်ကထင်မှားခဲ့တဲ့ပုဂ္ဂိုလ်အယူတ attva ငါဟဲ့သူတစ်ပါးယောက်ျားမိန်းမအတ္တဇီဝလိပ်ပြာဆိုတဲ့မရှိဘဲနဲ့ရှိတယ်လို့ထင်မှားခဲ့တဲ့တရားနဲ့အစစ်အမှန်ရှိနေတဲ့ယုံနာနှစ်ပါးနဲ့ပို့သွားအဲ့ဒီပို့ပြပြသိတဲ့ဉာဏ်ကိုနာမရူပဝဝဋ္ဌာဏဉာဏ်လို့ခေါ်ပါဝိပဿနာဉာဏ်မရောက်သေးပါအဲ့ဒီဝိပဿနာဉာဏ်ရောက်အောင်ဆိုပြီးတော့ခုနမူလဝတ္ထုနဲ့ကြည့်မဲ့ဆိုရင်ဆရာတော်ကွယ်လွန်ပြီးတဲ့နောက်တစ်ချိန်ကြတော့မှဒါနာမရူပဝဝဋ္ဌာဏဉာဏ်တော့ပဲအရှင်းရှိသေးတယ်လက္ခဏာသမ္မတနာဆိုတဲ့
ပထမဝိပဿနာဉာဏ်အဆင့်ရောက်အောင်တော့ဖြင့်တစ်ဆင့်တိုးပြီးတော့ဓမျိုးနှလုံးသွင်းရမှာပဲတင်းသဟုတ်တဝါအဘာဝေနာဥဒယဗယဗီလနာအဝတဝတ္တနာနေသံဒုက္ခနတ္တဝကေဝလံတင်းသာနယုတ်တရားထိုးနှစ်ပါးလည်းပဲဟုတ်တဝါအဘာဝထေနခဏဖြစ်လျက်ခဏအတွင်းပြတ်တတ်သောအနေသဘောကြောင့်ကေဝလံအနိစ္စဝသက်သက်ဧကံအနိစ္စမှန်စွာတကားဥဒယဗယဗီလနာဖြစ်ခြင်းပြည့်ခြင်းဒီနှစ်သိန်းဖြင့်အတင်းအကျပ်နှိမ့်တဲ့အသောအနေသဘောကြောင့်ကေဝလံဒုက္ခဝသက်သက်ဧကံဒုက္ခမှန်စွာတကားအဝတ္တဝတ္တနာအလိုဖို့မလိုက်ပါခြင်းကြောင့်ကေဝလံအနတ္တဝသက်သက်ဧကံအနတ္တမှန်စွာတကားလို့အဲ့ဒီလိုပါဠိနဲ့မြန်မာအနဲ့အတိတ်ပဲရှိမှာဒီဟာကိုပါဠိမလေ့လာရတဲ့အခုဗုဒ္ဓဘာသာမျိုးသားအမျိုးသမီးတွေသိဖို့ဆိုတော့ဘုန်းကြီးတို့ဒီပါဠိကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များသိတယ်လို့သိဖို့ဒုတိယလင်္ကာလေးရွတ်ကြည့်ရနော်နာယုတ်တရားဤနှစ်ပါးလီရှိလျာကာလမတိကြပဲနန္တရားယုတ်တရားဒီနှစ်ပါးဟာကာလရှိမတည်ဘူးဘာကြည့်ရကိုယ်အတန်ကြီးပြန်ကြည့်ကာသဆိုတဲ့အခါမှာကာရောက်တော့ဆိုတဲ့အတန်မရှိသရောက်တော့ကာမရှိနောက်ကြတော့ဒီကလေးကပြောက်တာနောက်ကကြတော့ဒုတိယကပြောက်တာတတန်ပြီးတတန်ချုပ်သွားတာပေါ့လေပြန်စဉ်းစားရင်အင်္ဂတန်ပြီတာကာလရှိမတည်ဒီအောင်လုပ်ကြည့်ပါလားအိမ်ကြတော့ပေါ့လေဆွဲတယ်လို့ဆိုတဲ့အတန်ကြီးကိုအကြာကြီးဆွဲကြည့်ဘယ်တော့မှဆိုတဲ့အတန်ကကြာမတည်ဘူးနောက်ကြတော့ဘာတွေလဲဆိုနဲ့ဟုတ်လားမဟုတ်တော့အဲ့ဒီတော့တကယ်အမှန်ဆိုတဲ့အတန်ကလေးဟာဒီလက်ချောက်နှစ်တွက်လောက်ပဲရှိလျှောက်နှစ်ကျင်ပြတ်တဲ့အချိန်လောက်ကလေးပဲရှိသူ့အချိန်ကြသူကချုပ်သွားငါကအရှိကြီးပြောင်းလို့မယ်ဆိုပေမဲ့ကတော့မရှိဘူးအဲ့ဒီတော့ရှိတရားကာလမတည်ကြဘူးဒီဆိုတဲ့အတန်ကလေးဘာဖြစ်လို့ကြာမတည်တော့မေးတယ်သူ့ကိုဖြစ်စေတဲ့အကြောင်းဖြစ်တဲ့စိတ်စေတဲ့ဘုရားကကြာတည်တဲ့တရားမျိုးမဟုတ်ကြာမတည်တဲ့တရားကြောင့်ဖြစ်လာတဲ့အကျိုးတရားမို့လို့သူလည်းကြာမတည်ဘူး။နောက်စိတ်စေတဲ့ဆိုတဲ့ဒီနန္တရားကောသူကကိုကြာတည်တဲ့အမျိုးလားမဟုတ်သူ့ကိုဖြစ်စေတဲ့အကြောင်းမမာဘုံစက္ခုဝိညာဏဝိသိကရှိတဲ့စိတ်စေတဲ့ဆိုရင်စက္ခုဒွါရတို့ယူပါယုံတို့အစရှိတဲ့အကြောင်းတွေကလည်းခဏဖြစ်ခဏပြတ်တဲ့အကြောင်းကိုကခဏဖြစ်ခဏပြတ်တဲ့အကြောင်းတွေကြောင့်ဖြစ်တော့သူတို့လည်းခဏဖြစ်ခဏပြတ်ဒါကြောင့်နာယုတ်တရားဤနှစ်ပါးလည်းရှိလျာကာလမတည်ကြပဲခဏဖြစ်လျက်ခဏပြည့်၍ဒါကအနိစ္စချက်ပေါ်အောင်လို့စဉ်းစားတာနှိမ့်တဲ့ချင်းရာဖြစ်တဲ့ဆိုတဲ့အချိန်ကလေးမှာဇာတိမိတဏှီကြီးတပြောင်ပြောင်အတောက်အလောင်ခံနေရတယ်ပြတ်တယ်ဆိုတဲ့အချိန်ပိုင်းမှာမရဏမိတဏှီကြီးတပြောင်ပြောင်အတောက်အလောင်ခံနေရတယ်အဲ့ဒီလိုဇာတိဆိုတဲ့ယန္တုကနှိမ့်ဆက်ဇရာယန္တုကနှိမ့်ဆက်မရဏဆိုတဲ့ယန္တုကအနှိမ့်ဆက်ခံနေရလို့တဲ့နှိမ့်ဆက်ခြင်းရာဒါကဒုက္ခလက္ခဏာဒါကလည်းသုံးရဲ့အသက်ရှိတဲ့လူပထမနေလဲအနိစ္စဒုတိယနေလဲအနိစ္စတတိယနေလဲအနိစ္စခံရပြီးတော့အသက်ပြောက်သွားမယ်ဆိုတဲ့လူတယောက်ကိုဘယ်နဲ့လို့ဒီသူဒုက္ခအကွက်ရှာတွေ့မလို့မတွေ့အဲ့ဒါလို့ဖြစ်တိုင်းတော့နာယုတ်တရားနှစ်ပါးမှာဖြစ်စေဆိုတဲ့ဥပခဏမှာဇာတိဆိုတဲ့ယန္တုကနှိမ့်ဆက်တင်းနေတယ်ဆိုတဲ့ဘုရားခီခဏမှာဇရာဆိုတဲ့ယန္တုနှိမ့်ဆက်ခံနေရတာဘယ်ဆိုတဲ့နောက်ဆုံးပြတ်တဲ့ခဏမှာမရဏဆိုတဲ့ယန္တုအနှိမ့်ဆက်ခံနေရတယ်အဲဒီတော့ဇာတိယန္တုဇရာယန္တုမရဏယန္တုဒီယန္တုတို့နဲ့အချိန်ရှိသမျှအနှိမ့်ဆက်ခံနေရလို့ဒါကိုဒုက္ခလို့ပြောနှိမ့်ဆက်ခြင်းရလို့မပါဘူး
ကိုအလိုရှိတယ်လို့မပါဘူးအဝတ္တဝတ္တနာအလိုတို့မလိုက်ပါတော့ကြောင်းဒါကအနတ္တခဏဖြစ်လျက်ခဏပြည့်၍နှိမ့်ဆက်ခြင်းရာလို့မပါဘူးသဘာဝဤသုံးပါးကြောင့်ဖြစ်ပွားသမျှအနိစ္စသည်ဒုက္ခအနတ္တကြည်သာသည်ဒုက္ခအနတ္တဘာတကားကြိုက်တယ်လို့ကုသိုလ်ဖြစ်တယ်လို့နှလုံးသွင်းရအဲ့ဒီသမ္မတနာဉာဏ်ထူထောင်မိရင်နောက်မဆုံးနဲ့ရှင်းကိုအဆင့်တဲ့ဥဒယပယဉာဏ်ဘင်္ဂဉာဏ်ပယဉာဏ်ဝိပဿနာဉာဏ်တွေတစ်ဆင့်ပြီးတစ်ဆင့်သမ္မတနာရှင်းကားကတက်သွားရင်ရောက်လိမ့်မယ်ပထမတော့အဲ့ဒီသမ္မတနာဉာဏ်ရှင်းကားကိုရောက်အောင်တက်ကြသမ်းပါသွားကြသမ်းပါလို့ပဲတိုက်တွန်းရသည်တဲ့အဲ့ဒီလက်ထဲထည့်ထားတဲ့ဓမ္မလက်ဆောင်အတွက်ခွန်ကြီးပြောဆိုလိုတာပြီးပါအစောကြီးကပြောတဲ့အတိုင်းသာသနာချိန်ဝင်ကြီးလေးတဲ့တရားတော်ကျွန်းထဲမှာပြီးပါမလားတော့မပြီးဒီမြတ်စွာဘုရားကဒုက္ခနိဗ္ဗာန်အင်္ဂုတ္တပါဠိတော်မှာအာယာသမာနကုံကိုကြီးကိုတာပန်ထွာတောင့်ကရဲ့သဘာဝကြကြကိုတော့သားတော်သမီးတော်များတောင့်တအောင်ပန်ထွာတတ်အောင်ဟောတဲ့ပုဒ်တယ်သာတော်ဘုခဝေဘေကုဧဝံသမ္မာအာယာသမနောအာယာစေယတာတိသောဟောမိယာတိသာသာရိဗုဒ္ဓမောဂလနာဘိက္ခဝေယံတို့များဥချေသားတို့သတ္တောကတာတရားနှင့်ပြည့်စုံသောဘိက္ခုယဟန်သည်အာယာသမနောကိုရင်ကိုရာပန်ထွာတောင့်တသည်ရှိတော်သာရိပုတ္တမောဂလနာအရှင်သာရိပုတ္တရာအရှင်မောဂလန်တို့သည်ယာတိသာအကျဉ်တို့သဘောရှိကုန်၏ဘယ်လိုသဘောလဲအရှင်သာရိပုတ္တရာကပညာကြီးရင်ချက်အရှင်မဟာမောဂလန်ကသမာဓိကြီးရင်ခြင်းသဘောရှိကုန်၏အဟံပိငါလည်းပဲတာရီသောအရှင်သာရိပုတ္တရာလိုပညာကြီးရင်နဲ့ယဟန်အရှင်မဟာမောဂလန်လိုသမာဓိကြီးရင်နဲ့ယဟန်သည်ဟောမိဖြစ်ရပါလို၏ဣတိဧဝံဤသို့အာယာဇမနောကိုကြီးကိုတာပန်ထွာတောင့်တမသမ္မာကောင်းစွာအာယာစေယံတောင့်တပန်ထွာသည်မြည်ရ၏ယဟန်တို့ယဟန်တို့တပါးဟာကိုကြီးကိုတာတောင့်တပန်ထွာခြင်းရင်ငါသည်အရှင်သာရိပုတ္တရာကဲ့သို့ပညာကြီးရင်တော့ယဟန်အရှင်မမောဂလန်ကဲ့သို့သမာဓိကြီးတော့ယဟန်ဖြစ်ရပါလို၏အဲ့ဒီလိုဆုတောင်းပန်ထွာပထနာမှုပြုမှသဘာဝကြ၍ကောင်းမွန်မှန်ကန်သောဆုတောင်းပထနာမှုဖြစ်နိုင်တယ်။ဘာကြောင့်ဧသာဘိက္ခဝေတုလာဧတံပမာဏံမမသာဝကနံဘိက္ခုနံယတိတံသာရိပုတ္တမောဂလနာဘိက္ခုယံတော်များဥจิตသားတို့ယတိတံယေဣငေသာရိပုတ္တမောဂလနာအကျဉ်သာရိပုတ္တရာမောဂလံအတိတို့သည်တန်တိရှိကုန်၏ဧသာဤသာရိပုတ္တရာနှင့်မောဂလံအတိနှစ်ပါးသည်မမသာဝကနံဘိက္ခုနံငါဖျားရဲ့တပိသသာဝကယဟံတော်တို့အ내တုလာချင်းကွန်ကြီးပါပေသည်ဧတံဤဧကသာဝကနှစ်ပါးဆုံးသည်ပမာဏံနိုင်ရှင်ကြောင့်သမာဓိစံပြတင်းတန်းကြီးအစုံပါပေသည်လို့ယဟန်ယောက်ျားများဘက်ကစံပြချင်းကွန်ကြီးစံပြသမာဓိတင်းတန်းကြီးနှလုံးအနေနဲ့ပြကမ်းမှာဆိုရင်အရှင်သာရိပုတ္တရာနဲ့အရှင်မောဂလန်ရအရှင်သာရိပုတ္တရာကပညာဘက်ကစံပြချင်းကွန်ကြီးအရှင်မောဂလန်ကသမာဓိဘက်ကစံပြချင်းကွန်ကြီးအရှင်သာရိပုတ္တရာကပညာဘက်ကစံပြတင်းတောင်ကြီးအရှင်မောဂလန်ကသမာဓိဘက်ကစံပြတင်းတောင်ကြီးယဟန်ယောက်ျားဘက်မှာပေါ့လေသမာဓိစံပြချင်းကွန်ကြီးတင်းတောင်ကြီးနှစ်လက်ရှိတယ်လို့ဘိက္ခုနီဆိုတဲ့ယဟန်မဘက်ကြတော့ခေမာထေရီကပညာဘက်ကဥပ္ပလဝံထေရီကသမာဓိဘက်ကစံပြချင်းကွန်ကြီးစံပြတင်းတောင်ကြီးအစုံဖြစ်ပါဥပဒကတကားဒီဘက်ကြတော့တိတ်တပထေးနဲ့ဟုတ်ပါလောကသတည်းနဲ့
Any Pogo Napa Asoma Uba the Gadagina Bega Chemuniba Uba Vika Dayiga Majidi Bejado Kozuk Dara Ne Nanda Mada the Tigadoha Amusaminia Bega Sandia Chide Chemo Sandia Chide Ding dong in the low bay. Edilu Tadana Maboli, Amusami Logaga. I do you, so you, Jane. Oh, Nadi, Shema Kozo Garalu Dinya Gide, and you come to me. Nanda Maga, the Tigadolu, Tama Diki in the Ubadika de Yo, Chia Balu E, the Edilu Guyukura Bantua Tandama, the Bawan Kia be Manga no Dana Jinkin with it. Yes, Apiana, Edilu Hotalu, or Ponido, Diana Barriga, and the Chimboli. Di buku dia ajang di cemuni lenda ya ajangu. Kau ngani daniku abi beme sudah iwa jadai. Gani macam cemuni di sabi abi bejang tu. Alu bi de pia de ka chenari bodi asema mogala. Mamiebu banyak bi. Mamiebu banyak ku sunyu jol. Ini macam ni ba. Guru hanya guru cinta abadang surang ado. Tawa tu lalu bedi kan hari kan kumak nanti ambil siapa. Ini saja mama. Lalu macamnya tu yang cinta kamu. Cinta mo. Tapi aja pengiru sampai ni bema aje orang na. Jika jo siapa orang ni saya asyik nari boleh. Sudah macamnya jika aje kau. Aje biar ni macam ni macam si aku. Allah ye dah ni macam. Ini dah aku tu kerana ada kulungan tapi amat ni wala. Siapa apa lah kau le edit tiada tiada. Acak kata le ye le tiga le ye. Aje tu biar ni macam. Akan tu akan selalu sudah mula jika saya siapa bihu keka aje kau Allah aje kau macam tu basi. Erima Allah aje kau siapa bala macam. Sekarang kata dengan sama pun tiada lakukan. Ni bila mitima bertipang bukunya bibi Allah kan ni bila bijia ang. Hari macamnya nabai ada yang kamu pun jangan nak dekat tangan babio. Aji itu, bapa dah kabadi ke, azin yang mata ke, ayat nama bari budak tiro, dia mana mahasala gule ni badi. Si lulus itu akan, jika badi kan lulus itu adalah mahu deh. Bada dah kabadi ke kepada apu asyam apu asam pada aden cilia mata ke aden cidenat lengga de aden cilia kepada pindaka dasar jualan asyam dari bukdaradi de dia mana mahatala siapa usaha punya de punanya umat wabi do cede. Nami na darada mana nama awadi ami apieno darada lule kau dek kena bo mahamogala tiro gahabadi mahatala gule ni badi asyema mogala matiga do edi lunge de tatminchi ne gaba tatai mare biar disa kane bawa. Eri tertenci ni kepada tinggi tunga sima mogalang alang kulo gangga do. Gahabati mahatala. Uksa sibwa iji te ponya de katinyu matwa chete. Nani na diri wada kutongi kona ma awadi nami na ami ache. Diri wada kutongi kona ma diri wada katinyi di awadi chikari. Sabi ke. Pengilu hore buku yo dia nare buku yo mesti mesti saya. Lengkap de terpenci ne kepada pindaka.
တခုသောကဘာမှာရှင်သာရိပုတ္တရာအလောင်းကမြမနမဟာသာလဥစ္စာရှိဘပေါ်များတဲ့ပုံနာမျိုးအရှင်မောဂလအလောင်းကဥစ္စာရှိဘပေါ်များတဲ့သတိမျိုးမှာသွားဖြစ်ကြအရှင်သာရိပုတ္တရာအလောင်းကတရတလူလင်အရှင်မောဂလရဲ့အလောင်းကသီရိဝတ္တသတိလို့အဲ့ဒီတော့ကနာမည်တွင်ကြအဲ့ဒီအမျိုး20ကလည်းပဲဆွေ90မျိုး90အလွန်ရင်းနှီးလာတဲ့မဆွေမိဘဂုံပိလက်ထက်ကိုကနှစ်အိမ်တအိမ်လာကြသူတို့နှစ်ယောက်ကလည်းလူဖြစ်တာတနေ့တည်းလူဖြစ်ကြငယ်စဉ်တောင်ကြီးကလေးဘဝတဲ့ကိုကမြေမုံအတူကစားပြီးတော့ကြီးခဲ့ကြအချိန်အလွန်ရောက်တဲ့အခါကျတော့လည်းပဲဟုတ်လားမိဘရဲ့အရိုက်အရာခံကြရအဲ့ဒီအချိန်မှာအရှင်မောဂလအလောင်းကတိဝတ္တတထေဖြစ်အရှင်သာရိပုတ္တရာအလောင်းကတရထလူလင်ဖြစ်လို့နောက်ဖခင်ကိုယ်တော်နဲ့အခါကျတော့အင်ညာစီးပွားကိုယ်တိုင်ကိုကြပုတ်ချုပ်စီမံလာလို့တနေ့သ၌ကြတော့တန်ဝေကယံနှုတ်သောလာအရှင်သာရိပုတ္တရာအလောင်းတရထလူလင်ဘယ်လိုလဲဟိုလိုတော့ဣမေတံတတနံမရဏံဧကန္တိကံဣမေတံတတနံဤတတဝါတို့အဖို့ယံမရဏံသုတိပြတ်ကျွေးသေးလုံးရခြင်းသည်ဧကန္တိကံညီလက်ခမလွဲအမြဲဧကံမှန်လာပေ၏ဒီတတဝါတွေတနေ့ကိုသုတိရမယ်သိခြင်းတရားဟာညီလက်ကမလွဲရင်ဆိုင်ရတသမထို့ကြောင့်ဝါတို့ရကမယနာတိဧကံပပိတံဥပကံတဝါယဟံအဖြစ်တစ်ခုသို့ကရောက်၏မောက္ခမဲ့ကောသိခြင်းတရားမှလွတ်ရလွတ်ကြောင်းကောင်းမြတ်တဲ့လမ်းစဉ်ကိုဂဝေသိတဘောရှာမိသိဤဝါရှာမိမှသိတော်မယ်ဘာပြောအသက်တန်းစီရင်ဒီတော်အားဒီသိကြရမှာဧကမဲ့အဲ့ဒီတော့မှမသိခင်တခုသောယဟန်အဖြစ်ကရောက်ပြီးတော့သိခြင်းတရားမှလွတ်မြောက်ရလမ်းကိုရှာမှသိမယ်သံဝေကရသံဝေကဖြစ်ပြီးတော့တငယ်ချင်းသိရိဝဒနာတထေထံသွားဘာပြောတယ်လဲသမ္မာအဟံပတ္တိတုကာမောသမ္မာအဆွေတော်သိရိဝဒအဟံပါတိပတ္တိတုကာမောယတိယဟံပြုလို့ဤတကယ်ချင်းငါတော့ယဟန်ပြုခြင်းသည်သာသနာမပွင့်သေးဘူးနော်မရှိသေးတော့သာသနာပြင်းပယတိယဟန်ပြုခြင်းသည်ကိဉ္တောပတ္တိတုံသခေတတိတုံသင်တငယ်ချင်းသည်ပတ္တိတုံယတိယဟန်ပြုခြင်းကသခေတတိကိဉ္ကနိုင်မလားတကယ်ချင်းမနဲ့အတူလိုက်ပြီးတော့ယတိယဟန်ပြုနိုင်ပါမလားဆန္ဒနာတော့မခေါ်ဘူးလို့နောက်တစ်ချိန်အပြစ်တင်ကြရမရှိတော့မေးမိရိဝဒတထေကဘာပြောတယ်လဲဆိုတော့နသခိတာမီမဆန်းနိုင်ပါဘူးတငယ်ချင်းဟာငါမှအိမ်ကိစ္စတွေအင်မတန်များပါအဲ့ဒီတော့တငယ်ချင်းချင်းသွားခေါ်လို့မရတဲ့အတွက်တရတလူလင်ကသိဆိုးသလားမဆိုးပါဟောသူရှိပါသေးအဟမေဝပပစိတ်တာမီငါတို့ရဟန်းပြုတော့မယ်ကြွားမြင်မလိုက်နိုင်ရှိပေါ့ရှိပါသေးငါပဲယတိယဟန်ပြုတော်မယ်လို့ဆိုပြီးတော့မိမိပိုင်တဲ့စီးပွားဥစ္စာတွေမဟာဒါနာကြီးပြုတ်ပြီးတော့တခါလေတွန်းထွက်ဘာကြီးစွန်းတဲ့အဝတ်များဝတ်ပြီးတော့ယတိယဟန်ပြုလို့တရဒလို့လူလင်တယောက်ဤကဲ့သို့နေခြင်းတရားကိုကြောက်ပြီးတော့တွန်းထွက်၍ယတိယဟန်ပြုတဲ့သတိစကားကြမြဲစွာသောပုဂ္ဂိုလ်တွေဟာတရဒယသိနောက်လိုက်ပြီးတော့အတုယဟန်ပြုကြဘယ်လောက်များလဲဆိုတော့9400ပုဂ္ဂိုလ်ပေါင်း9400နဲ့အဲ့ဒီ9400ဆရာပါဆိုရင်ပေါ့လေ9400တယောက်ရှင်းမွန်တာရဲ့အနည်းလံပကောက်လို့ဆိုတဲ့တောင်းကိုအမိပြုပြီးတော့ဗရဏယသိနဲ့တပိပေါင်း9400တို့နေကြဆရာယသိကလောကီဇန်သမာပ8ပါး
လောကီအပိညင်ငါးပါးကိုရအောင်အထောက်ပြီးတပည့်တွေကိုလည်းသူ့နည်းနဲ့ညွှန်ပြတပည့်တွေလည်းလောကီတန်တမာပတ်လောကီအပိညင်ရတဲ့တပည့်ကြီးကြည့်တယ်ပဲတဲ့ဟိုအဲ့ဒီတော့မှဆိုရင်ကောင်းကင်ကြီးတစ်ခုလုံးဟာပေါ့ရပိတွေရဲ့ရှော့တေးတန်တွေဟာဂျုံနဲ့နေတယ်ပါနေတာမှမဟုတ်9400ဆိုတာအများကြီးအဲ့ဒါကြီးကိုရှင်သာရိပုတ္တရာကပြန်ပြီးရဟန္တာဖြစ်လို့ပြန်လျှောက်တဲ့ဟိုအပဒံကြတော့ဂါထာတွေ290လောက်ရှိအလုံးကျယ်အောင်ပါစိတ်ကူးနဲ့သာမှတ်ကြည့်အစဆုံးဂါထာကဟိမွန်တတဝိဒုရေရမကောနာမပပတောအတမောသုကတောမေရှံပဏ္ဏသာလာသူမာပိတာအမတမိန်မိန်ရှက်ရှက်နဲ့ဘုရားလျှောက်ရှက်နေဖြစ်မြတ်စွာဘုရားလွန်ခဲ့တဲ့တသိန်းချင်းနဲ့ကဘာတသိန်းတက်ကအနောမတတိမြတ်စွာဘုရားဖွင့်တော်မမူခင်ဟိမွန်တာရဲ့အမိမာတဲ့လမ်းဘက်ကဆိုတဲ့တောင်ကြီးတစ်ခုရှိပါတယ်အဲ့ဒီတောင်ကြီးမှာတတိတော်ရဲ့သင်္ကန်းကြောင့်သိရမိုးကြောင့်ညကောင်းစွာဆောက်လုပ်ထားအပ်ပါတယ်ဗျာအဲ့ဒီကစားချီပြီးတော့ဂါထာပေါင်း290ကျော်လောက်နဲ့မိမိရဲ့အပဒံကျင့်ခြင်းကိုရှောက်ထားပါအဲ့ဒီ290ကိုခြုံပြီးကြည့်အောင်တော့အကြောင်းကြီးရှောက်ထားတယ်အဲ့ဒီနားမှာသင်္ကန်းကြောင့်ရဲ့သာယာဘုံမြစ်ကလေးချောင်းကလေးစမ်းကလေးတွေရဲ့သာယာဘုံတော့သစ်ပင်တွေရဲ့သာယာဘုံတော့ဖန်ဒီရဲ့တင့်နေဘုံတော့သစ်ပြီးတို့ရဲ့တင့်နေဘုံတွေအကျယ်တုံးတော့ဒါကြတဲ့ပုဂ္ဂိုလ်ဒီဝါဒညာနဲ့ကြည့်ပြီးတော့မြတ်စွာဘုရားလျှောက်ကဲထားပါတော့သူတို့ဖြစ်ရကိုကြည့်ဝမ်းအပိညင်ရတဲ့ရသေးပေါင်း9400နဲ့ဆရာကြီးတရကအဖိမွန်တန်ရဲ့အမိလမ်းဘကတောင်မှာသင်္ကန်းကျောင်းရသေးကျောင်းတိုက်ကြီးဖွဲ့ပြီးနေလို့တော်တော်လေးအချိန်ညောင်းတဲ့အခါကျတော့လောကမှာငကြိတ်ရှိသူတဆူအဝန်အပါဖြစ်တဲ့အနောမတတိမြတ်စွာဘုရားဖွင့်လာလို့တနေ့ကျတော့အနောမတတိမြတ်စွာဘုရားကစဉ်းစားကိုတော့ညံထဲမှာဗရဒရသေးနဲ့တပည့်ပေါင်း9400တို့ညံထဲဝင်လာတော့ဆင်းရဲတော်မူတဲ့